ဒီလိုသတင်းစာပို့ရတဲ့ရက်တွေမှာမိုးရွာတဲ့ရက်တွေဆိုလို့ရှိရင်စိတ်ညစ်ရဆုံးချိန်နေတယ်ပေါ့နော်ခုလိုမျိုးမိုးရွာတဲ့ရက်တွေဆိုလို့ရှိရင်သတင်းစာကိုရေမဆူအောင်လို့ plastic နဲ့အုပ်ပေးရတယ်ပေါ့နော်အခုလိုဆက်လေးတွေကိုထည့်လိုက်လို့ရှိရင်တခါတည်း plastic အုပ်ပြီးသားလေးထွက်လာပါတယ်အဲ့လိုမျိုး plastic အုပ်သွားတဲ့တခါတလေမိုးရမ်းတဲတဲ့ရက်တွေဆိုလို့ရှိရင် plastic ထဲကိုရေတွေဝင်ပြီးတော့သတင်းစာတွေပါရေဆူတဲ့ခါမျိုးရှိပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်စာရုံတစ်ခေါက်ပြန်ပြီးတော့သတင်းစာပြန်ရွာလို့ရှိရင်ပို့ပြီးတော့လှုပ်ရှုပ်တယ်ပေါ့နော်မိုးကခဏနေတော့ပို့ပြီးတော့တဲလာပြီးတော့အဲ့လမ်းမှာရှိတဲ့မြောင်းဖုံးလေးတွေပေါ့နော်အဲ့ဒီဟာတွေကိုဆိုင်ကင်းနဲ့တက်နေပြီးလို့ရှိရင်အရန်ချော်လို့အဲ့ဒီမြောင်းဖုံးလေးတွေကိုရှောင်ပြီးတော့တေချာဂိူးဆိုင်ပြီးတော့မောင်းရပါတယ်အဲ့လိုချိန်မျိုးဆိုလို့ရှိရင်ဖြည်းဖြည်းချင်းဂိူးဆိုင်ပြီးတော့မောင်းရတဲ့အတွက်ကြောင့်မို့အချိန်ကပုံမှန်ရက်တွေတက်ပို့ပြီးတော့ကြာပါတယ်အဲ့လိုမျိုးမိုးရွာကြီးထဲမှာ3-4 နာရီလောက်ပတ်သွားပြီးလို့ရှိရင်တော့မိုးကဝတ်ထားတဲ့ထဲမှာစိုးပြီးတော့အစိုးပြန်ပြီးတော့စိုးတယ်ပေါ့နော်ခဏကူတီထိပါအဲ့ဒါကတော့လုံးဝမကောင်းတဲ့ချက်ပါတလန်းလုံးစိုးနေရပါတော့အရင်ကဆိုမှန်မပါတဲ့အိုးထုတ်ဆောင်တော့မိုးရေစက်တွေကမျက်နှာမှာလာရရင်ရမ်းဆက်တယ်ထို့တော့မှန်ချတာတော့မျက်နှာမိုးရေစက်တွေမစင်တော့ဘူးနော်ဒါကတော့မိုးကဝတ်ထားတဲ့ outfit လေးနဲ့ mirror surface လေးဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်။ Bye bye